စုဟာရွေးကောက်ပွဲကျင်းပဖို့ကြေညာပြီးတဲ့နောက်ပိုင်းမှာစစ်တပ်လော်ဘီတွေကဆိုရှယ်မီဒီယာကိုအသုံးချပြီးရွေးကောက်ပွဲအကြောင်းပြောဆိုထားတဲ့ post နဲ့အဲ့ဒီ post တွေကို react ပေးသူတွေကိုပါဖမ်းဆီးပေးဖို့ဝါဒဖြန့်လှုံ့ဆော်ချိန်ချောက်ခဲ့ပါတယ်။စစ်တပ်လော်ဘီ Telegram Channel တစ်ခုဖြစ်တဲ့မှိုင်းဝေ Telegram Channel ကဇူလိုင်လ31ရက်နေ့မှာရွေးကောက်ပွဲဥပဒေကိုဖြန့်ဝေရမှာရွေးကောက်ပွဲကိုဟန့်တားမဲ့သူတွေကိုဇေယျတော်တို့နောက်ကိုပို့မယ်လို့ချိန်ချောက်ရေးသားဖြန့်ဝေခဲ့ပါတယ်။ဒါတွေကြောင့်ရွေးကောက်ပွဲဆိုင်ရာအွန်လိုင်းချိန်ချောက်ဖိနှိပ်မှုတွေကိုစောင့်ကြည့်လေ့လာခဲ့ပြီးဒီအထက်ကဖြစ်စဉ်တချို့ကိုကောက်နှုတ်ပြောပြပေးသွားပါမယ်။ Subscriber 2 သိန်းနီးပါးအထိရှိတဲ့ Telegram Channel တွေဖြစ်တဲ့ဟန်ငင်းဦးကြော်စွာကိုတက် Telegram Channel တွေကစစ်အုပ်စုရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းနဲ့ပတ်သက်ပြီး post တင်ရေးသားပြောဆိုသူတွေနဲ့ post ကို like တွေ love react ပေးသူတွေကိုရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးပေးဖို့အောက်တိုဘာလ29ရက်မနက်ပိုင်းမှာဝါဒဖြန့်လှုံ့ဆော်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဝါဒဖြန့်လှုံ့ဆော်ပြီးတရက်တည်းဖြစ်တဲ့အောက်တိုဘာလ29ရက်နေ့ညနေပိုင်းမှာတော့အနုပညာအတိုင်းဝိုင်းထက်က Director Mighty ဇက်ပိုတရုတ်ဆောင်ကျော်ဝင်းထွတ်နဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းကကာကွယ်ရေးဥပဒေနဲ့ဆိုပြီးစစ်အုပ်စုကဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီနောက်မှာလဲစစ်တပ် lobby Telegram Channel တစ်ခုဖြစ်တဲ့ True Media Telegram Channel ကနေအောက်တိုဘာလ29ရက်နေ့မှာ Director Mighty တို့ဖမ်းဆီးခံထားရတဲ့တပ်ပုံနဲ့အတူရွေးကောက်ပွဲကိုနှောက်ယှက်ဟန့်တားသူတွေကိုပြစ်ခတ်ဖမ်းဆီးဖို့အထိဝါဒဖြန့်ရေးသားလှုံ့ဆော်ထားပါတယ်။စစ်အုပ်စုက Director Mighty အပါအဝင်3ဦးကိုရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးပြီးတဲ့နောက်မှာနိုဝင်ဘာလ30ရက်နေ့မှာထောင်ဒဏ်9နှစ်ချမှတ်လိုက်တယ်လို့စစ်တပ် lobby တွေကထပ်မံဖြန့်ဝေခဲ့ပါတယ်။ Director Mighty အပါအဝင်3ဦးကိုရွေးကောက်ပွဲဥပဒေနဲ့ထောင်ဒဏ်9နှစ်ချမှတ်ပြီးတဲ့နောက်မှာစစ်တပ် lobby Telegram Channel တွေကရွေးကောက်ပွဲကိုနှောက်ယှက်ဟန့်တားရင်အခုလိုမျိုးပြစ်ဒဏ်ခံစားရမယ်လို့ချိန်ချောက်မှုတွေပုံမကျေလောင်လာပါတယ်။ဒါကတော့စစ်တပ် lobby တွေကဖမ်းဆီးပေးဖို့လှုံ့ဆော်ပြီးတဲ့နောက်မှာစစ်အုပ်စုကကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ပေးတဲ့အပေါ်မှာစစ်တပ် lobby channel တွေကထောက်ခံကြိုဆိုခဲ့ကြတာပါ။စစ်အုပ်စုဟာရွေးကောက်ပွဲအကြောင်း post တင်ရေးသားသူတွေကိုအရေးယူဖမ်းဆီးတာအပြင် post တွေကို react ပေးသူတွေကိုပါဖမ်းဆီးခဲ့တာပါ။စစ်အုပ်စုဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုသူတွေကို social media မှာစောင့်ကြည့်ပြီးကြီးမားတဲ့ပြစ်ဒဏ်တွေနဲ့အရေးယူဖမ်းဆီးတာတွေပြုလုပ်ကာပြည်သူတွေကိုချိန်ချောက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုဇက်တိုက်ပြုလုပ်လာခဲ့ပါတယ်။ရွေးကောက်ပွဲဥပဒေနဲ့အရေးယူအမှုဖွင့်ခံထားရသူတွေကတနင်္လာရီတိုင်းမှာအများဆုံးဖြစ်ပြီးဒုတိယအများဆုံးကမကွေးတိုင်းမှာဖြစ်ပါတယ်။ဒါအပြင်ရန်ကုန်တိုင်းကအများဆုံးဖမ်းဆီးခံထားရပြီးကယားပြည်နယ်ကဒုတိယအများဆုံးဖမ်းဆီးခံထားရတယ်လို့ DVB Data တင်းကကောက်ယူထားတဲ့အချက်လက်အရသိရပါတယ်။စစ်အုပ်စုကရွေးကောက်ပွဲဥပဒေနဲ့အရေးယူဖို့အမှုဖွင့်ရမှာလူပုဂ္ဂိုလ်တဦးချင်းမဟုတ်ဘဲတိုင်းရင်းသားလက်နက်ကိုင် PDF အဖွဲ့နဲ့အဖွဲ့အစည်း23ခုကိုပါအမှုဖွင့်အရေးယူထားပေမဲ့ဖမ်းဆီးခံထားရသူတွေကတော့မရှိသေးဘူးလို့ DVB Data တင်းရဲ့အချက်လက်အရသိရပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်လော်ဘီတွေဟာတရားဝင်ခွင့်ရရှိရေးအတွက်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးဝါဒဖြန့်ချီရေးအတွက်အွန်လိုင်းကွန်ရက်ကိုအသုံးပြုနေတယ်လို့ချင်းချောက်မှုတွေဖန်ဆီးမှုတွေလူအခွင့်အရေးချိုးဖောက်ဖိနှိပ်မှုတွေအတွက်လည်း social media ကိုလက်နက်တပွဲအသုံးချလှုပ်ဆောင်နေတယ်ဆိုတာကိုသတိပြုဖို့လိုအပ်ကြောင်းတင်ပြလိုက်ရပါတယ်။